မင်းကြောင့် FIFA တောင်စီးမြင့်တွေပြန်ရေးရလောက်အောင်လိန်မာပါနတ်တဲ့သူလိုမြင်အောင်ကြည့်ပါဒီကစားသမား၄ယောက်ကအဲ့ဒီလိုပဲလုပ်ခဲ့တယ်နံပါတ်၄ Emiliano Martinez သူကပင်နယ်တီတွေကိုကားကွဲရုံတွေမဟုတ်ဘူးကန်သွင်းသူရဲ့ခေါင်းထဲကိုဝင်ပြီးစကားပြောရက်တန့်သူတို့ရဲ့အာယုံစူးစိုက်မှုကိုဖျက်ဆီးခဲ့တယ် FIFA ဝင်ရောက်ဆွတ်ထက်လာကအရန်အလုပ်ဖြစ်တယ်အခုဆိုရင်ကိုသမားတွေဟာပင်နယ်တီကန်သူတွေကိုအာယုံလွဲစေတာမျိုးမလုပ်ရတော့ဘူးနံပါတ်3 Peter Schmeichel UEFA Euro 1992မှာသူကအချိန်ဖြုံးတဲ့လိန်မာပါနတ်တဲ့လက်ကွက်တစ်ခုကိုသုံးခဲ့တယ်သူကဘောလုံးကိုခန်းစစ်မှုစီပေးပြီးတော့ဖိအားပေးခံရတဲ့အခါသူ့လက်နဲ့ကောက်ယူပြီးပွဲကိုနှိပ်ကွေးစေတယ်။အဲ့ဒါကအရန်ထိရောက်တာကြောင့်စီးမင်းဒီပြောင်းလဲသွားတယ်။ဒီနေ့ခေတ်မှာခိုးသမားတွေဟာအသင်းဘော်ဒီစီကတမင်တကာနောက်ပြန်ပေးပုံမှုတွေကိုကင်တွယ်လို့မရတော့ဘူး။နံပါတ်1နေမာပယ်နယ်လီအဆုံးဖြတ်မှာသူကခိုးကြောင်ခိုးဟွာလှူရှားမှုတစ်ခုကိုလှုပ်ဆောင်ခဲ့တယ်။ပြီးဘောလုံးကိုရိုက်ခင်ခဏရက်လိုက်တဲ့ကြောင့်ခိုးသမားကိုလုံးဝလွင့်ထွက်သွားစေခဲ့တယ်။ပါရာဒီနာခဏလေးရက်တက်လိုက်ချင်းလို့လူသိမြတဲ့ဒီလှူရှားမှုဟာ FIFA ကနောက်ဆုံးမှာကန့်တက်လိုက်တဲ့ကြောင့်အငင်းတွားပွဲထူသွားခဲ့တယ်။နံပါတ်1 Diego Forlan Manchester United တို့အနိုင်ကိုသွင်းပြီးနောက်သူ့ရဲ့ဂျာစီကိုဆွဲဖျဲပြီးအောင်ပွဲခံခဲ့တယ်။ဒါပေမဲ့ပွဲပြန်စားတဲ့အခါသူကပြန်ဝစ်ဖို့ကြိုးစားနေတော့မယ်။ပွဲချိန်အလယ်မှာအင်ဂျီမပါပဲပြီးလွှားနေခဲ့တယ်။အခုတော့အောင်ပွဲခံနေချိန်မှာအင်ဂျီချွတ်လိုက်တာကဘလို့လျောက်အဝါကတ်ပြခံရတာပဲ။